မိတ်ဆွေစားဝတ်နေရေးအတွက်စူးစမ်းရုန်းကန်ရင်ပင်ပန်းနေပြီလားအလောအကင်ကအစင်မပြေဘူးဘာဆက်လုပ်ရမလဲဆိုပြီးစဉ်းစားနေတာလားဒီအနာရောဂါကနေရောပြန်ကောင်းပါမလားဆိုပြီးစိုးရိမ်နေတာလားကျွန်တော်တို့တွေဟာတစ်ခုမဟုတ်တစ်ခုကအမြဲတမ်းစိုးရိမ်နေကြရပါတယ်စိုးရိမ်ခြင်းကိုဘယ်လိုရင်ဆိုင်ကြော်ဖြတ်ရမလဲတမန်ကျမ်းစာထဲမှာတော့ဒီလိုဖော်ပြထားပါတယ်တင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုရိုနာအနံ့ကြတော်လို့ပြောထားပါတယ်။ဒါကြောင့်ဒီကနေ့တင့်နှလုံးသားထဲမှာလေးလံနေတဲ့အရာမှတမျှကိုဆုတောင်းခြင်းအပြင်ဘုရားသခင်ရဲ့ခြေတော်ရင်းမှာချထားလိုက်ပါ။ယေရှုဖျားကတင်းကိုဖေးမဖို့လမ်းပြဖို့အမြင်အသင်ရှိနေပါလေ။ဒါကြောင့်တင်းရဲ့စိုးရင်ခြင်းရဲ့နေရာမှာဘုရားသခင်ပေးတဲ့ညီတဲ့ခြင်းနဲ့အစားထိုးလိုက်ပါ